အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ Photoshop ကို beginner တယောက်အနေနဲ့ကျွန်တော်Photoshop ကိုဘယ်လိုစပြီးတော့အသုံးပြုမလဲဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်အရင်ဗီဒီယိုပတ်ဝန်းမှာကျွန်တော်ပြောရတဲ့အကြောင်းအရာလေးတွေကိုနားမလည်လိုက်ရှင် comment မှာမေးထားပြီးလို့ရပါတယ်အဲဆိုရင်ကျွန်တော်ဒီနေ့ဒီဗီဒီယိုကိုစလိုက်ကြရအောင် Okay အဲဆိုကျွန်တော်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ဘာအကြောင်းလေးတွေပြပြသွားမလဲဆိုတော့ Photoshop နဲ့ပတ်သက်ပြီးတော့ essential သိထားတဲ့ tool လေးတွေကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ် Okay အဲ့ဆိုကျွန်တော်ပြဖို့အတွက်ပုံတစ်ပုံအဆုံးဖွင့်ထားပြရမယ်။ဟုတ်ကျွန်တော်ပုံတစ်ပုံဖွင့်ဖို့အတွက်ပုံလေးရှာလိုက်အောင်မယ်။ Okay ဟုတ်ပါပြီ။အဲ့ဆိုရင်ကျွန်တော်တို့ဒီအရင်ဗီဒီယိုမှာဆိုရင်ကျွန်တော်တူအကြောင်းလေးတွေပြောပါတယ်ပြီးတော့ option bar အကြောင်းလေးတွေကျွန်တော်ပြောပြခဲ့တယ်ပြီးတော့ pen ရဲ့အကြောင်းလေးတွေပြောပြခဲ့တယ်ပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာဆိုရင်ဒီဘက်တူအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြသွားမှာဖြစ်ပါတယ် Okay အဲ့ဆိုကျွန်တော်တူထဲမှာဆိုရင်ကျွန်တော်ဒီမျိုးလောက်ထားပြီးလို့ရတယ်ကျွန်တော်ကဒီမျိုးနဲ့မချိုက်ဘူးဆိုရင်ကျွန်တော်ဒီမျိုးနဲ့ထားပြီးလို့ရတယ်နောက်ကိုချိုက်တဲ့ပုံစံနဲ့ထားလို့ရတယ်အဲ့ဆိုကျွန်တော်ဒီမျိုးပုံစံနဲ့ထားလို့ရတယ်ဥပမာဆိုကျွန်တော်ကဒီဘက်ခြေခက်များကိုမာနေမိတယ်ဆိုရင်ကျွန်တော်ကဘယ်နဲ့ပြန်သွားမလဲဆိုတော့ window ထပ်တွေကနေကျွန်တော်ကဒီဘက်အောက်မှာရှိပါတယ်2ဆိုတာရှိတယ်2လေးကိုအမှန်ချပြလိုက်ပါအဲဆိုရင်ပြန်ပြီးတော့ပေါ်လာလိမ့်မယ် Okay အဲဆိုရင်ကျွန်တော်ကအယုံဆုံးပေါ့နော်ဒီဘက်ဒီပထမဆုံး2မှာဆိုရင်သူကဘာ2လဲဆိုတော့ move to ဆိုတော့ပုံကိုဘယ်မှာနေရအပြောင်းရွှေ့လို့လာဖြစ်ဖြစ်ကျွန်တော်ဆွဲထားတဲ့ဟာကိုကျွန်တော်ပကြီးဖြစ်ပါဖြစ်ပေါ့နော်ကျွန်တော်ဆွဲထားတဲ့ဟာကိုနေရာပြောင်းချင်တယ်ဆိုရင် move to နဲ့ကျွန်တော်နေရာရွှေ့ထားလို့ရတယ်နော် move to ကတနည်းအားဖြင့်ပြောမလဲဆိုတော့ selection ပေးထားတဲ့ဟာကိုလည်းကျွန်တော်နေရာအပြောင်းရွှေ့လုပ်လို့ရတယ် Okay အဲဆိုကျွန်တော် move to တစ်ခုကိုအသုံးပြုဖို့အတွက်ကျွန်တော်ဒီအောက်ကနော်ဘာ2လို့ခေါ်လဲဆိုတော့ rectangular marquee 2သူကဘာလုပ်တဲ့ဟာလဲဆိုတော့ကျွန်တော်လိုချင်တဲ့ဟာကိုဖြတ်တောက်အသုံးပြုလို့ရတဲ့အရာပေါ့နော်သူကတော့၄လောက်ကြ rectangular ကြပေါ့နော်ကျွန်တော်ဖြတ်တောက်လို့ရတယ်ပေါ့နော်ကျွန်တော်၄လောက်ကြဖြတ်တောက်တဲ့2ပေါ့နော်ကျွန်တော်ကသူ့ရဲ့ဘေးနားမှာဆိုရင်အဝိုင်းလေးရှိတယ်ဒီအောင်လေးကတော့တိတ်ပြီးတော့အသုံးမလို့ဆိုတော့ကျွန်တော်ဒီအဝိုင်းနဲ့၄လောက်ပဲပြောတယ်နော်၄လောက်ဆိုတော့ကျွန်တော်ဖြတ်တောက်ခြင်းနဲ့ကိုဖိပြီးတော့ select ပြလို့ရအောင်ဆိုရင်သူ selection ဝင်သွားလိမ့်မယ်နော်ဥပမာဆိုရင်အခုကျွန်တော် selection ပေးထားလိုက်ပြီအဲဆိုရင်အခု selection ပေးထားတဲ့နေရာကနေကျွန်တော်နေရာအပြောင်းရွှေ့လုပ်ချင်တယ်ဆိုရင် move to ကိုယူပြီးတော့နေရာအပြောင်းရွှေ့ဖြတ်ထုတ်လို့ရတယ်အဲဆိုကျွန်တော်က move to နဲ့ကျွန်တော် cap လုပ်လိုက်တာပေါ့နော်အဲဆိုကျွန်တော်ကအဲ့လိုမျိုးနေရာအပြောင်းရွှေ့လုပ်လို့ရတယ်နော်ဥပမာဆိုကျွန်တော် selection ပေးထားတဲ့ဟာကိုကျွန်တော်မကြိုက်ဘူးကျွန်တော်ပြန်ဖြုတ်ချင်တယ်ဆိုရင်keyboard ထဲကနေ shortcut key က control ကိုဖိပြီးတော့ D နဲ့တွင်နေရတယ် control D နဲ့နေလို့ရတယ်ကျွန်တော်ကမနေချင်ဘူးဆိုရင် select ထဲကနေကျွန်တော် D select ကိုရွေးပြီးလို့ရတယ်ဒီမှာဆိုရင် D select သွေးပြင်နာမှာ shortcut ရှိတယ် control D ဆိုတော့သူပြထားတယ်เนาะအဲ့ကောင်တစ်ချက်နဲ့လည်း selection ပြောင်းသွားလိမ့်မယ်เนาะအဓိကအားဖြင့်ဆိုရင်ဒီ move to ကဒါနေရာအပြောင်းရွှေ့လုပ်ဖို့เนาะဟုတ်ပြီဒါတော့ rectangular marquee 2ဆိုတာကိုလိုချင်တဲ့အရာကိုဖြတ်တောက်အသုံးပြုရတဲ့တူပေါ့နော်ဒီလောက်ကြောက်ဖြတ်ချင်လားအဝိုင်းဖြတ်ချင်လားအဝိုင်းဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမျိုးအဝိုင်းလေးနဲ့ဖြတ်လို့ရနော်ကျွန်တော်နေရာပြောင်းလို့ရတယ်နေရာပြောင်းချင်တယ်ဆိုရင်ဒီမျိုးမောက်ဒီအဝိုင်းရဲ့အလယ်မှာထားပြီးတော့နေရာအပြောင်းရွှေ့လုပ်လို့ရတယ်နော်ဒါတော့ rectangular marquee 2ပေါ့နော်ကျွန်တော်ဖြတ်ထုတ်ချင်တယ်နော်ကျွန်တော်ဖြတ်ထုတ်ချင်တယ်ဆိုရင်ဒီ move ကိုယူပြီးတော့ဖြတ်ထုတ်လို့ရတယ်လို့ keyboard ထဲကနေ control key ကိုဖိထားလို့တော့ဖြတ်ထုတ်လို့ရတယ်အဲဆိုရင်သူကပြတ်ထုတ်သွားပြီပေါ့နော်အဲဆိုကျွန်တော် selection ဖြောက်ရှင်နေဆိုရင် select တွေကနေဒီ select ကိုရွေးပေးတာအဲဆိုရင် selection ဖြောက်သွားပြီပေါ့နော်ဘီနာမီတုံလေးဖြောက်သွားပြီအဲဆိုကျွန်တော်ပုံပြတ်ထုတ်လိုက်ပြီဟုတ်နော်အဲဆိုကျွန်တော်ကမာပြီးပြတ်ထုတ်လိုက်တယ်ဆိုပါဆိုအဲဆိုကျွန်တော်အနောက်ကိုပေါ့နော်ပြန်ဆုပ်ချင်တယ်ဆိုရင် keyboard ထဲက control z ကိုနေလို့ရတယ် control ပြီးတော့ z နဲ့တွင်နေလို့ရတယ်အဲဆိုရင်နောက်တစ်ချက်အဲဆိုရင်ကိုကဘယ်နှစ်ချက်အထိကိုနောက်ပြန်ဆုပ်ချင်တာလဲနော် control z ကိုဒီချက်နေသွားလို့ရတယ်နော်ဒီနေရာမှာဆို selection ဖြောက်ချင်လို့ဆိုရင် select ထဲကနေ control D ကိုနှိပ်ပြီးလို့ရတယ် Okay ဒါတော့ဘာတူနှစ်ခုပေါ့နော်နောက်တစ်ခုကဒါဘာတူလဲဆိုတော့ lasso 2ကတူလဲ selection 2ပဲကျွန်တော်လိုချင်တဲ့ပုံကိုဖြတ်တောက်အသုံးပြုလို့ရတဲ့2ပေါ့နော် lasso 2ကမှာ lasso 2ရှိတယ် polygon နဲ့ lasso 2ရှိတယ် magnetic lasso 2ရှိတယ်ဟုတ်ပြီအဲဆိုကျွန်တော် lasso 2ကိုအရင်သုံးကြည့်မယ်lasso 2ရှင်ကျွန်တော်ကဒီမျိုးဖိပြီးတော့အမကိုဖိပြီးတော့ဒ
ကျွန်တော်မလို့ဘူးเนาะကျွန်တော်လို့မယ်ဆိုရင်ကျွန်တော်သူ selection အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ကျွန်တော်တခုမှတ်ထားမှာကလာဆိုတူသုံးမယ်ဆိုရင်ကျွန်တော်မောက်ကိုမလွတ်ရဘူးဒီတိုင်းပဲပြထားမှကျွန်တော်လိုချင်တဲ့ဒန်းတာထိပေါ့နော်ကျွန်တော် selection ပြီးသွားရမယ်ကျွန်တော်လိုချင်တဲ့ selection ရမှာပဲကျွန်တော်မောက်ကိုလွတ်ပြရမယ်โอเคရမယ်တင်ပါတယ်အဲ့ဆိုကျွန်တော်ကသူလည်းအဲ့တိုင်းပဲကျွန်တော်ဖြတ်ထုတ်ချင်တယ်ဆိုရင်ကျွန်တော် control ပြီးတော့ကျွန်တော်ဖြတ်ထုတ်လို့ရတယ်နောက်သူလည်း selection 2ပဲနောက်တစ်ခုကလာဆို2ပြီးရင် polygon နဲ့လာဆို2 polygon နဲ့လာဆို2ကသူကတောက်เนาะတောက်ကြကြပါเนาะကျွန်တော်ဒီမျိုးတောက်ကြကြတောက်เนาะဖြတ်ထုတ်ချင်တယ်ဆိုရင် polygon နဲ့လာဆို2နဲ့တုံးလို့ရတယ်ဖြတ်ထုတ်လို့ရတယ်โอเคအဲ့တော့သူရဲ့လောက်ဆောင်ပုံအတူတူပဲโอเคနောက်တစ်ခုကဘာတူလဲဆို magnetic လာဆို2 magnetic လာဆို2ကသူလည်းအဲ့ဒီတိုင်းပဲ magnetic ဆိုတော့သူအတန်လက်အနေနဲ့ပေါ့เนาะအယောင်တူတဲ့ဟာဆိုရင်သူကဆွဲယူပြီးတော့ selection ပြပါဥပမာဆိုဒီကောင်အဲ့တိုင်းပဲသူကကဲပြီးတော့စပြင်အနာလေးတွေကိုသူကဲပြီးတော့ selection ပြပါအဲ့လိုမျိုးပေါ့เนาะဒါ selection 2ကိုmagnetic လာဆို2ပေါ့เนาะဒီနေရာပြ selection ပေးရတယ်တူတူပဲကျွန်တော်လိုချင်တဲ့ဟာဆိုရင် selection နဲ့ပြန်ပြီးတော့ကျွန်တော်လုပ်ပြီးလို့ရပါဘောเนาะဥပမာဆိုဒီနေရာမှာဆိုရင်ပုံနေနဲ့ကျွန်တော်ဒီစပြင်အနာတိကျွန်တော်ဖြတ်ထုတ်ကြည့်တယ်ပေါ့เนาะကျွန်တော် selection ပေးချင်တယ်ဒီနေရာဆိုရင်တာ UV နဲ့အဲ့ဆိုကျွန်တော်ဘယ်လိုပြန်လုပ်မလဲဆိုတော့ကျွန်တော်ခုနတုန်းကလာဆို2နဲ့ UV လို့ရတယ်လာဆို2ကိုယူပြီးတော့ကျွန်တော် order ကိုဖိထားပြီးတော့ဒီမျိုးကျွန်တော်လိုချင်တဲ့နေရာကို selection ပြန်ပေးလို့ရတယ်အဲ့ဆိုရင်သူအထက်ဘက်ကျန်ပြင်လို့ရတယ်เนาะကျွန်တော် selection 2ထဲမှာဆိုရင်ဒီလာဆို2နဲ့ပြန်ပြီးတော့နှုတ်ပြီးလို့ရတယ်ရမယ်ထင်ပါတယ်အဲ့နော်နောက်တစ်ခုက selection 2တွေရပဲသူကဘာတူလဲဆို magic 1 2နောက် magic 1 2ဆိုတော့ net သမီးပေါ့နော် net သမီးတွေတုံးတဲ့ magic ရှိပေါ့နော်မော်ဒုတ်တန်လေးပေါ့နော်ကျွန်တော်က hatch အောင်ဆိုတော့သူ selection ပြပါတယ်နောက်သူကဘယ်လိုပြောမလဲဆိုအယောင်တူအတင်းစတန်တူတဲ့နေရာမှာပဲတုံးလို့ရပါဘောနော်ဥပမာဆိုဒီဘက်ခေါင်းမှာဆိုရင်အယောင်တူတဲ့ဟာပဲသူ selection ပြပါတယ်ဒီဘက်ချမ်းမှာဆိုရင်အယောင်ကဒါဖြုတ်နေလို့ပေါ့နော်အယောင်မတူဘူးသူ selection မဝင်ပါဘူးနော်ဒါ magic 2ပေါ့နော် magic 2ပေါ့နော်တမီးအပြခေါ်တယ်โอเคဒါ selection 2တွေနောက်ခုကဘာတူလဲဆိုတော့ cross 2နောက် cross 2ကိုဘာလုပ်လဲဟာဆိုတော့ပုံကိုဖြတ်တောက်တဲ့ဟာเนาะကျွန်တော် passport လို့ပါလို့လုပ်လိုက်ချင်းကြရင်ကျွန်တော်သိလာလိမ့်မယ်เนาะ passport ပုံဖြတ်တောက်တာလို့ပါလို့ဆိုရင်เนาะကျွန်တော်သိလာလိမ့်မယ်အခုဆိုရင်ကျွန်တော်လိုချင်တဲ့ size ပေါ့เนาะကျွန်တော်ဒီလိုအချုပ်ချက်လုပ်နေရတယ်ကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့အနေအထားကိုရွှေ့လို့ရတယ်เนาะပြီးရင် enter တစ်ချက်ခောက်လိုက်အဲဆိုရင်ပုံကကျွန်တော်ဖြတ်တောက်လိုက်ရပေါ့เนาะကျွန်တော်လိုချင်တဲ့အပိုင်းပဲကျွန်တော်ပုံကိုဖြတ်တောက်လိုက်ပြီโอเคနောက်ဒါကတော့ cross 2ပေါ့เนาะပုံကိုဖြတ်တောက်တဲ့2 cross 2โอเคเนาะနောက်တစ်ခုကကျွန်တော်ဒီ2တွေကိုမပြောသေးဘူးဒီ2လည်းမပြောသေးဘူးဒီ2အရင်ပြောမှာ pad 2နောက် pad 2လည်းကျွန်တော်မပြောသေးဘူးကျွန်တော်ဘာ2ရင်ပြောလို့ဆိုတော့ brush 2နောက် brush 2ထဲမှာ brush 2ရှိတယ် pencil 2ရှိတယ်เนาะဒီနှစ်ခုပဲတုံးတယ်ဒီအောက်နှစ်ခုကတိတ်မတုံးလို့ကျွန်တော် brush 2အကြောင်းပဲရင်ပြောမှာเนาะ brush 2ကနောက် brush 2ဆိုတော့စုပ်တန်ပေါ့เนาะကျွန်တော်တုပ်ကျင်နေဆိုရင်စုပ်တန်လေးနဲ့ကျွန်တော်တုံးလို့ရတယ်เนาะအမှဆိုရင်တုပ်တန်ရဲ့ size ကတည်နေတယ်ကျွန်တော် size ကြီးလိုချင်နေဆိုရင်ကျွန်တော်ဒီတရားနဲ့တွားပြီးတော့ဒီရဲ့ size ကိုတင်ပေးရတယ်เนาะဒီ size ကိုတင်ပေးလို့ရတယ်အဲဆို size ကကြီးပါပြီ okay နောက်တစ်ခုကဒီ size အောက်မှာဆို hardness ဆိုတာရှိတယ် hardness က0ဖြစ်နေ hardness ကိုကျွန်တော်100တိတင်ကြည့်မယ်ဟုတ်100တိတင်ကြည့်မယ်အဲဆိုတော့ဘယ်လိုမျိုးပုံစံပြောရလဲနော်ပုံရင်းနဲ့ပုံရဘယ်လိုဖြစ်ပါလဲဆိုတော့ hardness ပါတာနဲ့မပါတာနဲ့ကွာတယ် hardness ပါတဲ့ဟာ hardness နော် hardness များလေးပုံရဲ့ဒီ brush ရဲ့ size ကနော်ဒုံတိဖြစ်နေတယ်ပေါ့နော်သူကဘယ်လိုပြောမလဲအနာတက်လေးညီတယ်နော် hardness နဲလေးပုံရဲ့အနာတက်ကကျွန်တော် brush size ရဲ့အနာတက်ကပို့ပြီးတော့ဝါးလေးပေါ့နော်နော် hardness ရဲ့သဘောတရားကနော် hardness များလေးပုံရဲ့အနာတက်ကညီလေးနော်ကျွန်တော် brush size ရဲ့အနာတက်ကပို့တော့ညီတယ် hardness နဲမယ်ဆိုရင်ပုံရဲ့အနာကဝါးနေတာပေါ့နော် okay နားလည်မယ်တင်တယ် okay ဒီနေ့ကျွန်တော်ပြောရတဲ့2ကbrush 2ရယ် cross 2ရယ် magic 1 2ရယ် lasso 2ရယ်ပြီးတော့ marquee 2ရယ်ပြီးတော့ move 2ရယ်နော်ကျွန်တော်ဒီ2လေးတွေကိုကျွန်တော်မှတ်မနေသေးဘူးဆိုရင်စောင့်တုံးနဲ့ချရေးပြီးတော့ကျွန်တော်မှတ်ထားပြီးလို့ရတယ် move 2ကဘယ်လိုလဲလို့အားလဲ move 2ဆိုတော့တွားနေရအပြောင်းအရွှေ့လုပ်တာပေါ့နော်လုပ်ရနေရမှာဆိုရင်ဒီ move 2နဲ့တုံးတယ်
Marquee 2ဆိုလဲအဲ့တိုင်းပဲ rectangular Marquee 2ရှိတယ် elliptical Marquee 2ရှိတယ်ကျွန်တော်ဒီ2အခုဆိုတော့အသုံးပြုနေရတယ်ကိုဖြတ်တောင်းမဲ့ပုံပုံတွေ့ပြီးတော့ကျွန်တော်သုံးနေရတယ်ဒါဖြတ်တောက်တဲ့နေရာပေါ့နော် selection ပေးပြီးတော့ကျွန်တော်ပုံကိုဖြတ်တောက်တယ်ကျွန်တော်ဒီ selection ကိုဖြောင်းချင်လို့ဆိုရင် select တွေကနေဒီ select ကိုယူပြီးရတယ်နော်နောက်ခုကလည်းလာဆိုတူလဲအဲ့တိုင်းပဲကျွန်တော်ပုံကိုဖြတ်တောက်ချင်တဲ့နေရာမှာသုံးတယ်ပေါ့နော်ကျွန်တော် selection ပေးပြီးတော့ပုံကိုဖြတ်တောက်တဲ့နေရာမှာသုံးတယ် magic ဝင်တူလဲအဲ့တိုင်းပဲပုံကို selection ပေးပြီးတော့ဖြတ်တောက်တဲ့နေရာမှာသုံးတယ်ဟုတ်နော် selection 2မှာဆိုရင်1 2 3 3ခုရှိတယ်ဒီ3ခုကမရောနေတယ်เนาะဒီ3ခုကပထမတစ်ခုကသူက rectangular ပေါ့เนาะလေးတော့ကျွန်တော်ဒီတိုင်းဆွဲချလိုက်ရုံနဲ့ selection ပေးတယ်နောက်တစ်ခုကငါဆို2ကကျွန်တော် select တွေလိုက်ပေးရတယ် magic 1 2ကကျွန်တော်ကလိုချင်တဲ့နေရာကို click တစ်ချက်နဲ့လိုက်ရုံနဲ့သူ selection ဝင်သွားတယ်เนาะဒါတော့ magic 1 2ပေါ့เนาะ magic ဆိုတော့မော်ဒုတ်တန်လေးပေါ့เนาะကျွန်တော်လိုချင်တဲ့အညာကို click တစ်ချက်နဲ့ရနေသွားတယ်သူ auto select ပေးပြီးသားပဲเนาะဒါတော့ magic 1 2နောက်က close to ကကျွန်တော်ပုံကိုဖြတ်တောက်တဲ့နေရာမှာသုံးတယ်เนาะပုံကိုဖြတ်တောက်ရဲဆိုတာတဲ့ဒီပုံတစ်ခုလုံးပေါ့เนาะကျွန်တော်ဘယ်ဘိုင်းကိုပဲလိုချင်အားလဲကျွန်တော်ဖြတ်တောက်တဲ့နေရာမှာသုံးတယ်เนาะ close to နဲ့သုံးတယ်ပြီးတော့ brush to ကကျွန်တော်ပကြီးဆွဲတဲ့နေရာမှာတို့နောက်ပိုင်းဆိုတင်လာလိမ့်မယ်ကျွန်တော်ပကြီးဆွဲတာတို့ဒီဟာပေါ့နော်ကျွန်တော် create လုပ်တဲ့နေရာမှာလည်းသုံးတယ်တချို့အပိုင်းတွေမှာလည်းမသုံးတာလည်းရှိတယ်ကိုယ့်ရဲ့ idea ပုံမူတည်ပြီးတော့ကိုလိုက်ပြီးတော့သုံးကြည့်ရတယ် brush tool ရှိတယ် pencil tool ရှိတယ် pencil tool နဲ့အဲ့ဒါပဲဥပမာဆို brush ကသေးနေတယ်ကျွန်တော်ကဒီထဲကနေတွားပြီးတော့ site ကိုလည်းမညှိချင်ဘူးဆိုမချင်းချင်ဘူးဆိုရင်ကျွန်တော်က keyboard ထဲကနေ curly bracket open ကိုချက်နှိပ်ပြီးရတယ်နော် open close လေးကိုကျွန်တော်အချင်း site ရဲ့အကြီးအသေးကိုချိန်လို့ရတယ်နော်ကျွန်တော် site ရဲ့အကြီးအသေးကိုချိန်လို့ရတယ်နော်ဒါတော့ pencil tool ပေါ့နော်သူရဲ့ highlight ကတရားပြနေ highlight ကိုကျွန်တော် show လိုက်မယ်ဆိုရင် sorry နော် pencil tool ကတိတ်မသိတာဘူး highlight ပါတယ်နဲ့ highlight မပါတာနဲ့ဘာဖြစ်လဲဆိုတော့ခဲတန်ကြီးဖြစ်နေလို့လေနော်သူကတိတ်ပြီးတော့မသိတာဘူးနော် highlight က okayနော်ဒီနေ့ဒီဗီဒီယိုမှာဆိုရင်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်ဒီတူနဲ့ပတ်သက်ပြီးတော့တမန်ပြပြတာမှာဖြစ်ပါတယ် okay နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြတာပါ okay ကျွန်တော်ဗီဒီယိုကိုကြိုက်နေတဲ့မယ်ဆိုရင် like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်